ဒီ example 8.8.2 မှာကြာလို့ရှိရင်သူက 8.8.1 ကိုတော့အရင်နားလည်အောင်လုပ်လိုက်ပါတော့။အဲ့တော့ 8.8.2 မှာကျတော့သူကဒီ bin တစ်ချောင်းကို design လုပ်ခိုင်းတယ်။သူမှာဆိုလို့ရှိရင်torsionally fixed ends to carry two concentrated loads ဆိုပြီးပြောထားတယ်။အဲ့တော့ဒီ bin မှာconcentrated load နှစ်ခုရှိတယ်။အဲ့ concentrated load နှစ်ခုကတန်ဖိုးတူတူပဲ။တန်ဖိုးတူတူပဲWU လို့ခေါ်ထားတယ်။အဲ့တော့သူက concentrated load က20 kip ရှိတယ်။အဲ့မှာ dead load က5 kip live load က15 kip လို့ပြောထားတယ်။အဲ့တော့ dead load live load ကိုခွဲပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီဘာအတွက်ပြောပေးထားရလဲဆိုတဲ့အခါကျတော့ factor လုံးရမှာမို့လို့ပေါ့နော်။ဒီဟာ factor လုံးရမှာမို့လို့ဒါပေးထားတယ်ဆိုတာကိုနားလည်ရမှာပေါ့နော်။အဲ့တော့အဲ့လိုပေးထားတယ်။အဲ့ဒီ concentrated load ကဒီ eccentric to the plane of the web လို့ပြောတယ်။ဒီဘက်ကပုံလေးကိုကြည့်လိုက်ပါနော်။ဒီ cross section ရဲ့အလဲ center ကနေပြီးတော့6 လက်မအကွာမှာအဲ့ဒီ concentrated load ကလာပြီးတော့တက်ရောက်နေတာဖြစ်တယ်။ concentrated load ကလာပြီးတက်ရောက်နေတာဖြစ်တယ်။အဲ့တော့ရှေ့မှာပြောခဲ့သလိုမျိုးပဲသူကနေပြီးတော့ section ရဲ့ center ကနေ eccentricity ရှိနေပြီဆိုရင်သူက torsion ဖြစ်တယ်လို့ပြောခဲ့တယ်။အဲ့တော့ဒီ concentrated load ဒီ torsion ကိုဖြစ်စေတာပေါ့။အဲ့တော့ concentrated load ဟာ torsion ကိုဖြစ်စေတယ်ဆိုတာကိုသိရမယ်ပေါ့နော်။အဲ့တော့နောက်တစ်ခါကျတော့ဒီမှာဆိုလို့ရှိရင် assume for concentrated plane pressure the beam is simply supported ဆိုပြီးပြောထားတယ်။ဒီမှာသူကနေပြီးတော့နှစ်မျိုးပြောနေတာတွေ့ရတယ်။ပထမတစ်ခုမှာ beam having torsionally fixed end လို့ပြောထားတယ်။ဒါ torsionally fixed end လို့ပြောထားတယ်။နောက်တစ်ခုမှာကြားတဲ့အခါကျတော့သူကနေပြီးတော့ pressure the beam is simply supported ဆိုပြီးပြောထားတယ်။ဆိုတော့နှစ်မျိုးပြောနေတယ်။အဲ့တော့အဲ့ဒီဥစ္စာကိုပုံနဲ့ပြထားတယ်။ဒီမှာဆိုလို့ရှိရင်သူကနေပြီးတော့ဒီဘက်ကပုံက simply supported ပုံကိုပြထားပြီးတော့ဒီဘက်ကပုံကကြတော့ fixed supported ပုံကိုပြထားတာဖြစ်တယ်ပေါ့နော်။အဲ့တော့ torsion ပုံစံတွေမှာဆိုလို့ရှိရင်သူက support condition အများနဲ့နှစ်မျိုးစီလာမယ်။တစ်ဖက်ပုံကကြတော့ဒီပထမဖော်ပြတဲ့ပုံကဆိုလို့ရှိရင်သူကဘာဖြစ်လဲ vertical support ကိုဖော်ပြတာဖြစ်တယ်။ဒုတိယဖော်ပြတဲ့ပုံကဆိုလို့ရှိရင်သူက torsionally support ကိုဖော်ပြတာဖြစ်တယ်။အဲ့တော့ torsionally support ကိုဖော်ပြတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပုံမှာပထမပုံဟာ vertical support ကိုဖော်ပြတယ်။ဒုတိယပုံက torsional support ကိုဖော်ပြတာဖြစ်တယ်။အဲ့တော့vertical support ကကြလို့ရှိရင်သူကနေပြီးတော့simply supported ပြောထားတာဖြစ်တဲ့အတွက်ကြောင့်သူဟာ simply supported condition နဲ့စဉ်းစားရပြီးတော့ torsional support ကကြတော့ fixed support ပြောထားတဲ့အတွက်ကြောင့်သူကနေပြီးတော့ဒီ action မှာသူ fix ဖြစ်တယ်ဆိုတော့အခါကျတော့သူက moment reaction ပါလာမှာဖြစ်တယ်။အဲ့တော့သူဟာဒီ support နေရာမှာ moment ရှိနေမယ်ဆိုတာလေးကိုသိရမှာဖြစ်တယ်။ပထမဆုံးအနေနဲ့ကြတော့ဒီ vertical support condition ကိုပဲအရင်ဆုံးစဉ်းစားကြမယ်။ဒီ vertical support ဟာအခုဆိုရင် simply supported လို့ဖော်ပြထားတဲ့အတွက်ကြောင့်ဒီ vertical support ကိုပဲအရင်ဆုံးစဉ်းစားကြမယ်။အဲ့တော့ loading တွေကိုအရင်ဆုံးမလုပ်ရအောင်ပါလဲဆိုတော့ factor လုပ်ရအောင်ပါဖြစ်တယ်။ factor လုပ်ရအောင်ပါဖြစ်တယ်။အဲ့တော့အရင်ဆုံးသူကနေပြီးတော့ loading တွေကိုသူပေးထားတဲ့ loading တွေဟာ5 kg က dead load ဖြစ်တယ်ဆိုတော့ dead load ကို 1.2 နဲ့မြောက်ပြီးတော့ live load က 15 kg ဆိုတော့ 15 kg ကို 1.6 နဲ့မြောက်ပြီးတော့ factor လုပ်လိုက်မယ်။အဲ့ဒါက WU လို့ပြောတဲ့ကြောင့်ဒီနားကတန်ဖိုးတွေဖြစ်တယ်။အဲ့တော့ WU တန်ဖိုးက30 kg ပေါ့နော်။30 kg ဆိုပြီးတော့ဖြစ်မယ်။နောက်တစ်ခါကျတော့သူ့မှာအဲ့ဒီ beam ရဲ့ own weight ရှိနေအောင်မယ်။အဲ့တော့ beam ရဲ့ own weight ကိုတော့ 0.15 kg per feet နဲ့ assumption ပေးထားမယ်။အဲ့တော့ own weight ဟာ 0.15 kg per feet ရှိရပေါ့နော်။ kg per feet ကိုပြောတဲ့အတိုင်းပဲသူကဘာဖြစ်လဲဆိုတော့ weight ဆိုလို့ရှိရင် distributed တက်ရောက်နေတာဖြစ်တယ်။အဲ့တော့ distributed load ရယ် concentrated load ရယ်ဆိုပြီးတော့ load တွေနှစ်မျိုးပါနေလိမ့်မယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ vertical support ကိုပဲအရင်ဆုံးစဉ်းစားမယ်။ vertical support မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ UD load ဖြစ်တဲ့ own weight ရယ် own weight 0.15 kg per feet ရယ် concentrated load ဖြစ်တဲ့30 kg ရယ်ဆိုပြီးတော့နှစ်ခုတက်ရောက်နေမယ်ပေါ့နော်။အဲ့တော့အဲ့နှစ်ခုစလုံးရဲ့ကြောင့်ဖြစ်ပေါ်လာတဲ့ movement ကိုရှာရမယ်။အဲ့တော့ own weight က UD load ဆိုတော့ UD load အတွက် moment က moment maximum ပေါ့နော်။ moment maximum ဟာဆိုလို့ရှိရင် omega s square by 8ဆိုတာသိထားပြီးသားဖြစ်တယ်။အဲ့တော့ moment maximum ပေါ့နော်။ဒီ own weight အတွက် moment maximum omega s square by 8နဲ့ရှာမယ်။နောက်ပြီးတော့ဒီ concentrated load အတွက်ကြလို့ရှိရင်တက်စဉ်းစားပြရအောင်ပဲပေါ့နော်။ဒါဆိုလို့ရှိရင်သူကဒီမှာ concentrated load WU တက်ရောက်နေတယ်။ WU တက်ရတယ်အဲ့ဒီ WU တွေကလည်းသူ12ပေကြားစီတက်ရောက်နေတယ်။အကုန်လုံးက12ပေဖြစ်တဲ့အခါကျတော့တနည်းအားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘေးတစ်ချောင်းဟာတက်ရောက်နေတဲ့ loading တွေဟာ symmetrically ပေါ့နော် distance တူတူညီညီနဲ့တက်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်
သူဟာဆိုလို့ရှိရင် reaction တွေဟာ WU ပဲလာပြီးတော့ဖြစ်ပေါ်မယ် WU ပဲလာပြီးဖြစ်ပေါ်မယ်ပေါ့နော်သူ့ကို Sherwood diagram ဆွဲလိုက်တဲ့အခါကျလို့ရှိရင်သူကဒီ vertical force ဆက်စားခြင်းမှာ WU reaction ပေါ်တက်သွားမယ်ပြီးလို့ရှိရင်ဒီကြားထဲမှာလိုတွေမရှိတဲ့အတွက်ကြောင့်အဖြောင်တိုင်းလာပြီးတဲ့အခါကျတော့ဒီနေရာမှာ12ပေရောက်တဲ့အခါမှာ WU ဆင်းသွားမယ်ဆိုတော့ဒီ0ကိုရောက်သွားမယ်0ကိုရောက်သွားမယ်ဒီ0ကိုရောက်သွားမယ်ဒီမှာပြီးတဲ့အခါကျတော့ဒီကြားထဲမှာလိုတွေဘာမှမရှိတဲ့အတွက်ကြောင့်ဒီတိုင်းပဲလာနေမယ်ပြီးတော့မှဒီနေရာလေးရောက်တဲ့အခါကျတော့WU အောက်ကိုဆင်းသွားမယ်ပြီးလို့ရှိရင်ဒီကြားထဲမှာဘာမှလိုတွေမရှိတဲ့အတွက်ကြောင့်အထောင်တိုင်းလာမယ် WU ပြန်တက်အဲ့တော့ပြောပြမယ်နော်ဒီမှာဆိုလို့ရှိရင်သူကနေပြီးတော့ဒီခုနပြောတဲ့လိုမျိုးပဲသူဟာလိုတွေဟာဆက်မစီဖြစ်နေတာ12ပေစီဖြစ်တယ်အဲ့တော့သူ့ကိုအလဲကနေခေါင်းကျိုးညီကြည့်လိုက်လို့ရှိရင်လည်းလိုတွေတက်ရောက်နေတဲ့နေရာလေးဟာနေရာတူတူအကွာဝေးတူတူလေးမှာတက်ရောက်နေတာဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ reaction က WU ပဲရှိနေတဲ့အခါမှာ Sherwood diagram ဆွဲတဲ့အခါကျလို့ရှိရင်ဆက်စားခြင်းအမှတ်မှာသူက WU တက်သွားမယ်ဈာထဲမှာဘာလို့ဒီမှမရှိဘူးထောင်တိုင်းလာမယ်ပြီးရင် WU ဆင်းသွားမယ်ဆိုအဲ့မှာ0ပိတ်သွားလိမ့်မယ်ပြီးတော့ဒီဈာထဲမှာဘာမှမရှိတဲ့အတွက်ကြောင့်ဒီ0ပဲရှိနေပြီးတော့ဒီနားလေးရောက်တော့မှ WU ပြန်ဆင်းသွားလိမ့်မယ်ပြီးတော့မှသူကဘာမှမရှိဘူးတက်လာမယ်ပြီး WU ပြန်တက်မယ်ဆိုတော့ဒီ Sherwood diagram ကဒီပုံစံလေးဖြစ်လာတယ်ဒီပုံစံလေးဖြစ်လာတဲ့အခါကျတော့သူ့ကို moment diagram ဆွဲတဲ့အခါကျလို့ရှိရင်ဒီ rectangle ဟာ slope နဲ့သွားမှာပေါ့နော်ဒီ rectangle ဟာဒီဟာ slope နဲ့သွားမယ်ဒီရပြည့် straight ဆိုလို့ရှိရင် Sherwood diagram straight ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတဲ့အခါကျတော့ slope နဲ့သူဟာသွားရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ WU into ဘာဖြစ်လဲဆိုတော့သူ့ရဲ့အကွာအဝေးက12ပေရှိတယ်သူ့ရဲ့ area ပေါ့နော်ဒီ rectangle လေးရဲ့ area ဟာ WU into 12WU ပေါ့နော်12WU ဟာဘာဖြစ်လဲဆိုတော့ momentum ပေါ့ဒီနားမှာရှိတဲ့ momentum ပေါ့ဒီနေရာလေးဟာဘာဖြစ်လဲဆိုတော့ 12WU ဖြစ်တယ်ပြီးတော့ဒီကြားထဲမှာဘာမှမရှိဘူးမလားအဲ့ဒါဆိုရင်သူက straight line တိုင်းသွားပြီးလို့ရှိရင်ဒါလည်း 12WU ပဲအဲ့တော့ဒါ plus 12WU ဒါ minus 12WU ဆိုတော့အဲ့နေရာမှာ0နဲ့ပြန်ပေးသွားမယ်သူရဲ့ moment diagram ဟာဒီပုံစံလေးဖြစ်လာခဲ့မယ်အဲ့တော့ဒါဟာဘာဖြစ်လဲဆိုတဲ့အခါကျတော့ concentrated လို့ကြောင့်ဖြစ်လာတဲ့ moment ဖြစ်တယ် concentrated လို့ကြောင့်ဖြစ်လာတဲ့ moment ဒီ WU into 12WU ဆိုပြီးတော့ဖြစ်လာမယ်ဒီ Sherwood diagram ကနေရလာခဲ့တယ်အဲ့ဒီခါကျတော့ဒီမှာဆိုလို့ရှိရင် WU into L လို့ရေးတာအဲ့ L က12ပေါ့နော်အဲ့တော့ WU က30ဖြစ်တယ်လမ်းက12အဲ့ဒါက concentrated လို့ကြောင့်ဖြစ်တဲ့ moment ဖြစ်ပြီးတော့ဒီနောက်ကဟာကျလို့ရှိရင်ဒီအုံးဝိတ်ကြောင့်ဖြစ်တဲ့ moment ဖြစ်တယ်အဲ့တော့အုံးဝိတ်ကြောင့်ဖြစ်တဲ့ moment က omega s square by 8ဆိုတဲ့အခါကျတော့သူကနေပြီးတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ omega 0.15အဲ့ဒီအုံးဝိတ်က develop ဖြစ်တဲ့အခါကျတော့ develop factor 1.2နဲ့မြှောက်ပြီးတော့ s square by 8ဆိုလို့ရှိရင်တစ်လျှောက်လုံးရဲ့ l နဲ့ထည့်ရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် l ချင်းရောသွားမယ်ပေါ့နော်ဒီက l နဲ့ဒီက l နဲ့ရောသွားမယ်တကယ်လည်းကျတော့ဒါက l ဆိုတာထက်စနစ်လို့ပြောရင်ပိုမှန်မယ်အဲ့တော့ 12WU plus omega s square by 8ပေါ့နော်အဲ့ဒါဆိုရင်သူ့ရဲ့တန်ဖိုးက389ဆိုပြီးတော့ရလာမယ်အဲ့တော့ဒီဟာကဘာဖြစ်လဲဆိုတော့ vertical force မှာဖြစ်လာတဲ့ moment ဖြစ်တယ်နောက်ဒီကကျတော့နောက်တစ်ခုကကျတော့ torsional force က fixed လို့ပေးထားတယ်torsional force က fixed လို့ပေးထားတယ်ကြောင့် fixed မှာဘာရှိလဲဆိုတော့ moment ရှိနေတယ်ဒါပေမဲ့သူကဒီမှာfix မှာဆိုလို့ရှိရင် moment reaction လည်းရှိတယ်နောက်တစ်ခါကျတော့ vertical reaction လည်းရှိတယ်အဲ့ vertical reaction တွေကလည်းတနည်းအားဖြင့်ဆိုလို့ရှိရင်ခုနကလိုမျိုးပဲ WU ပုံစံမျိုးပဲလာပြီးတက်ရောက်နေမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျတော့အဲ့ torsional force တွေကိုပြန်တွက်ပေးရမယ်ပေါ့နော် torsional force တွေကိုအဲ့တော့ဒီမှာဆိုလို့ရှိရင်ခုနက vertical force condition ကြောင့်ဖြစ်တဲ့ moment တန်ဖိုးရလာခဲ့တယ်ပေါ့နော်389အဲ့ဒီ389ကိုဘာလို့ခေါ်မလဲဆို MUX လို့ခေါ်မယ်MUX လို့ခေါ်မယ်နောက်တစ်ခါကျတော့နောက်တစ်ပိုင်းဖြစ်တဲ့ torsional support ကိုကြည့်မယ် torsional support က fixed support ဖြစ်တယ်အဲ့ဒီမှာတို့ကအရင်ဆုံးဘာလုပ်ရမလဲဆိုတော့ torsional moment ကိုအရင်ဆုံးရှာရအောင်မယ်အဲ့တော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီမှာ concentrated လို့က eccentricity တက်ရောက်နေတယ်ဆိုတော့အဲ့ဒီ eccentricity နဲ့ force နဲ့နှောက်လိုက်တာဟာဘာဖြစ်လဲဆိုတော့ torsional moment ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာtorsional moment ပေါ့နော် torsional moment ဒီမှာဆိုလို့ရှိရင် TU လို့ခေါ်တယ်အဲ့တော့ဒီအားက concentrated load ဆိုလို့ရှိရင် TU လို့ခေါ်မယ်ပေါ့နော် TU လို့ခေါ်မယ်ရှေ့က example 8.8.1 မှာဆိုလို့ရှိရင်သူက UD load ဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာလေးကိုဘာလို့ခေါ်ခဲ့သလဲဆိုတော့ M လို့ခေါ်ခဲ့တယ် M အသေးလေးခေါ်ခဲ့တယ်ဒီမှာဆိုရင် T လို့ခေါ်တယ်အဲ့ဒါကိုခွဲပြီးမှတ်ရမယ်ဒါ concentrated load ဖြစ်တဲ့အတွက်ကြောင့် TU လို့ခေါ်တယ်အဲ့ TU ဟာ
concentrate load ကို concentrate load က30ဖြစ်တယ်နောက်တစ်ခါကျတော့ဒီ eccentricity က6လက်မဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ6လက်မနဲ့နှောက်လိုက်တယ်အဲ့ဒါဟာဘာဖြစ်လဲ torsional moment ဆိုပြီး TU တန်ဖိုးရလာခြင်းဖြစ်တယ်သူ့ကြောင့်တစ်ခါဖြစ်တဲ့ moment ကိုထပ်ပြီးတော့ရှာရအောင်မယ်အဲ့တော့ TU တန်ဖိုးက30အမြောက်6အဲ့ဒါကိုပေးဖွင့်လိုက်တဲ့အခါကျတော့စနစ်နဲ့စားပြီးတော့ TU တန်ဖိုးက15ဆိုပြီးတော့တက်ရောက်နေတယ်အဲ့တော့အဲ့ဒီဥစ္စာကဒီစာကြောင်းတွေဟာရေးစရာမလိုပေါ့နော်နားလည်အောင်ပဲရေးထားတာဖြစ်တယ်အဲ့ဒီ TU တွေကိုသူက horizontal force အနေနဲ့သူကယူတွက်တာဖြစ်တယ်အဲ့တော့ဒါလေးကိုထားလိုက်ပါနော်အဲ့ဒီခါကျတော့ဒီ TU ကိုရလာခဲ့မယ် TU ကိုရလာတဲ့ထည့်ပြီးတဲ့အခါကျလို့ရှိရင်ဒီ torsional support ကခုနပြောခဲ့တဲ့လိုမျိုးပဲ torsional support က fix ဖြစ်တဲ့အတွက်ကြောင့် moment reaction ရှိတယ်နောက်ပြီးတော့ vertical reaction တွေဟာလည်းရှိနေခဲ့တယ်အဲ့တော့ဒီမှာ vertical reaction ရှိတဲ့ဥစ္စာတွေဟာခုနပုံစံမျိုးပဲသူကဘာဖြစ်မှာလဲဆိုတော့သူကလည်း symmetry တက်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါကို TUC တက်ရောက်နေမှာဖြစ်တယ်သူ့ကို diagram ဆွဲလို့ရှိရင်လည်းဒီပုံစံရလာခဲ့လိမ့်မယ်ဒါ shear diagram ပေါ့နော်အဲ့တော့ Venn diagram ဆွဲတဲ့အခါကျတော့ Venn diagram ဒီဘာဖြစ်မှာလဲဆိုတဲ့အခါကျရင်သူ့မှာ moment ရှိနေတယ်အဲ့ဒီ fix မှာဖြစ်နေတဲ့ moment ကိုရှာမယ်ဆိုတော့ MA ပေါ့နော် MA ဒီမှာဆိုရင် MA လို့ကျွန်မနာမည်ပေးထားတယ်အဲ့တော့ MA ဟာဒီမှာ N မှာရှိတဲ့ moment ပဲဆိုကြပါစို့နော်N မှာရှိတဲ့ moment ဟာဒါ MA ကိုနားလည်ရမယ်ပေါ့နော်အဲ့တော့ဒီဟာဆိုလို့ရှိရင်ကျမတို့ကဒီ structural analysis မှာဆိုရင်သင်ခဲ့တယ်အဲ့ဒါလေးကဘာဖြစ်လဲဆိုတော့ဒီ fixed moment ကို concentrate လုပ်တက်ရောက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ moment ကိုရှာတာပေါ့နော်အဲ့တော့ဒီမှာဒီ fixed moment ပေါ့နော်နှစ်ဖက်စလုံးက fixed ဖြစ်နေတဲ့fixed ဖြစ်နေတဲ့အခြေအနေမျိုးမှာ concentrate လုပ်ကလည်းဒီအလဲစင်တာမှာတက်ရောက်နေတယ်ဆိုရင်တော့ PL by A ပေါ့အခုအလဲစင်တာမှာမဟုတ်ဘဲနဲ့ဘေးမှာလာပြီးတော့တက်ရောက်နေတယ်ဆိုတဲ့အခါကျလို့ရှိရင်ဒီအခုဗာလဲဆိုတဲ့အခါကျတော့ရှည်တဲ့ distance ကိုကျမတို့ A လို့ပြောလိုက်မယ်ဒါ A အကွာအဝေးပေါ့နော်တိုးတဲ့အကွာအဝေးကို B လို့ပြောလိုက်မယ်ဒါဆိုလို့ရှိရင်ကျမတို့ကဒီတိုးတဲ့အကွာအဝေးရဲ့နားမှာရှိတဲ့ moment ဟာ PA square B by S square PA square B by S square ဖြစ်ပြီးတဲ့အခါကျတော့ရှည်တဲ့အနားရဲ့ဘေးကရှိတဲ့ moment က AB square by S square ဆိုပြီးတော့ရှိတယ်အဲ့တော့ကျမတို့ကကြတော့အခုကကြတော့သူကဒီမှာကြလို့ရှိရင်သူကဒီ loading ကနှစ်ခုဖြစ်နေတာဖြစ်တယ်ပေါ့နော်နှစ်ခုဖြစ်နေတာဆိုတဲ့အခါကျတော့ဒီဘက်အတွက်ကိုစဉ်းစားမယ်ဆိုတဲ့အခါကျလို့ရှိရင်အခုဗာလဲဆိုတဲ့အခါကျတော့တူတဲ့အနားက B လို့ပြောမယ်ရှည်တဲ့အနားက A လို့ပြောမယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ဒီဘက်ကဖြစ်တဲ့ moment ဟာဆိုလို့ရှိရင်ဒီရှည်တဲ့အနားရဲ့ဘေးမှာရှိတဲ့ moment ပေါ့နော်အဲ့ဒီဥစ္စာက PA square B by S square ဖြစ်တယ်နောက် loading ကြလို့ရှိရင်နောက် loading ကြလို့ရှိရင်ပေါ့နော်နောက် loading ကြလို့ရှိရင်သူကအဲ့မှာဆိုနောက်ဒီ loading ကိုကြလို့ရှိရင်ကြည့်ကြမယ်နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီ number 1 loading ပေါ့ W1 ကိုကြည့်W1 ကိုကြည့်လို့ရှိရင်ဒီတိုးတဲ့အနားဆိုလို့ရှိရင်ဒါဟာ B ရှည်တဲ့အနားဆိုရင် A အဲ့တော့ B က12ပေ A က24ပေဖြစ်တယ် W1 အတွက်ပေါ့နော်ဒါက B 12ပေ A က24ပေဖြစ်တယ်သူ့အတွက် moment ဆိုလို့ရှိရင်သူကကျမတို့ကတိုးတဲ့ဘက်ကဟာဆိုတော့ PA square B by S square ဖြစ်တယ်အဲ့တော့သူဟာဆိုလို့ရှိရင်ဒီနေရာမှာဖြစ်တဲ့ moment ဟာဒီနေရာပေါ့နော်ဒီနေရာမှာဖြစ်တဲ့ moment ဟာ W1 အတွက်ဆိုရင် PA square B by S square ဖြစ်တယ်ဒါကဒီလိုတွေအတွက်နောက်တစ်ခါ W2 အတွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီရှည်တဲ့အနားက24ပေတိုးတဲ့အနားက12ပေဖြစ်တယ်ဒါဆိုရင်ကျမတို့ရဲ့ A နေရာလေးဟာရှည်တဲ့အနားရဲ့ဘေးမှာဖြစ်သွားတယ်ရှည်တဲ့အနားရဲ့ဘေးမှာဖြစ်သွားတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ moment ဟာ PAB square by S square ဖြစ်တယ်အဲ့တော့ loading ဟာဒီနေရာမှာဆိုလို့ရှိရင် moment ဟာဆိုလို့ရှိရင် PAB square by S square ဆိုပြီးတော့ဖြစ်လာခဲ့တယ်အဲ့ဒါကြောင့်သူဟာဒီနေရာမှာ moment မှာဘာဖြစ်လဲဆိုတော့ n တစ်ခုစီမှာဆိုရင် TUAB square by S square plus TUA square by S square ဖြစ်တယ်အဲ့ဒါက W1 အတွက်ဆိုရင်ဒါဖြစ်တယ် W2 အတွက်ဆိုရင်ဒါဖြစ်တယ်အဲ့ဒီဥစ္စာကနှစ်ဖက်စလုံးမှာဒီတန်ဖိုးတိုင်းပဲတက်ရောက်နေမှာဖြစ်တယ်အဲ့တော့ A ဟာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျမတို့ကခုနကကျမတို့ပုံအရာဆိုလို့ရှိရင်သူကရှည်တဲ့အနားကကျမတို့က A လို့ပြောမယ်သူရဲ့နားက B လို့ပြောမယ်ဒါဆိုရင် A ဟာ24ပေ B ဟာ12ပေဖြစ်တယ်အဲ့တော့ B ဟာ12ပေဖြစ်တယ်ဒါပေမဲ့ तू ကဒီမှာနည်းနည်းလေးလွဲနေခဲ့တယ်ဒါပေမဲ့အဲ့ဒါဟာ AB square by S square A ကဘယ်က A က24ပေ B က12ပေအစားသွင်းလဲဒီအဖြေပဲထွက်တယ်နော်A က12ပေ B က24ပေဖြစ်လဲဒီအဖြေပဲထွက်တယ်သူတူပဲဖြစ်နေတာတကယ်တမ်းတော့ကျမတို့